ကိုကားကိုကောင်းစေချင်လို့လုံနေကြအလေးချင်းတွေကတကယ်တမ်းမှာအင်ဂျင်ကိုတိတ်တိတ်လဲဖျက်ဆီးနေတဲ့ဆိုရင်ရောယုံနိုင်မလားကားပိုင်ရှင်တော်တော်များများသတိမထားမိပဲလုံနေကြတဲ့အမားတွေကိုအခုပဲအသေးစိတ်လေးလာကြည့်ကြရအောင်ဟုတ်ပါတယ်ဒီမေကွန်းကတကယ်အရေးကြီးပါတယ်ဘာလို့လဲဆိုတော့လေကားကိုချစ်လို့လှုပ်ပေးနေတဲ့အရာတချို့อ่ะပဲကားရဲ့တက်တန်းကိုတဖြည်းဖြည်းတိုးစေတရားခံဖြစ်နေတတ်လို့ပဲအဆိုးဆုံးကဘာလဲဆိုတော့ဒီပြင်စည်းမှုတွေကအတန်မပေးဘူးသတိပေးမိလည်းမလင်းဘူးဘာလက္ခဏာမှမပြပဲကားပေါ်နဲ့အုံမှာတိတ်တိတ်ကလေးဖြစ်နေတာနောက်ပိုင်းကျမှပြင်စင်စရိတ်တွေနဲ့ခေါင်းကပ်ရတဲ့အထိမရောက်ခင်ဒီယူမားတွေကိုတခုချင်းစီဖော်ထုတ်ကြည့်ကြတာပေါ့ကဲပထမဆုံးအနေနဲ့ကားရဲ့အသက်သွေးကြောလို့ဘုလို့ရတဲ့အရေးတွေအကြောင်းကနေစလိုက်ရအောင်အင်ဂျင်ဝိုင်တို့ဓာတ်ဆီတို့နဲ့ပတ်သက်ပြီးလူများစုဘယ်လိုတွေထင်မှားနေကြတယ်လဲဆိုတာကြည့်လိုက်ကြရအောင်ကဲဒီမှာတင်အကြီးမားဆုံးအထင်မှားမှုတစ်ခုကိုတွေ့ရပြီဈေးများလေကောင်းလေဆိုတဲ့စကားကကားရည်တွေနဲ့ပတ်သက်လာရင်အမြဲမမဟုတ်ဘူးနော်တကယ်တမ်းတော့လေ engine အတွက်အကောင်းဆုံးအကာအကွယ်ဆိုတာဈေးအကြီးဆုံးအရင်မဟုတ်ဘူးအဲ့ဒီ engine ကိုဒီဇိုင်းဆွဲခဲ့တဲ့ engineer တွေကတတ်မှတ်ပေးထားတဲ့အမှန်ကန်ဆုံးအရေးပဲဖြစ်ပါတယ်ကဲတခုချင်းစီကြည့်အောင်အင်ဂျင်ဝိုင်းဆိုရင်ဈေးကြီးပြီးပြစ်တဲ့စီကပိုကောင်းတယ်ထင်ကြတယ်နမမနဲ့အေးမှာဆက်နိုးတဲ့အခါအဲ့ဒီစီပြစ်ကြီးကအင်ဂျင်အတက်အစေတွေစီကိုချက်ချင်းမရောက်နိုင်တော့စီငတ်တယ်လို့ဖြစ်ပြီးပုံစောမှုတွေဖြစ်စေနိုင်တယ်နောက်တစ်ခုက premium ဓာတ်ဆီဒါက high compression engine တွေပြောရရင်စွမ်းဆောင်ရည်မြင့်တဲ့ပြန်ကားလို့ engine မျိုးတွေအတွက်ပဲသုံးဝင်တာပါထာမန်ကားတွေမှာတော့သုံးရပိတ်ဆံပိုကုန်တာပဲဖတ်တင်မယ်ပြီးတော့ဖြစ်ဆော့ပစ္စည်းဒီဖြစ်ဆော့ပစ္စည်းတွေအခုခေတ်စီနဲ့ engine wine တွေမှာလိုအပ်တဲ့ဓာတုပစ္စည်းတွေအကုန်ပါပြီးသားပါထပ်ထက်လိုက်ရင်သူ့ရဲ့ဓာတုဖွဲ့စည်းပုံဟန်ချက်ပြထွက်နိုင်တယ်ဒါကြောင့်ပြောရရင်တော့လင်းကိုကားထုတ်လို့သူကတတ်မှတ်မထားဘဲနဲ့ premium best ကိုတုံးနေတာကပိတ်ဆံတွေကိုဓာတ်ဆီတိုင်းကြီးတဲ့ထည့်ပြီးမိရှုပ်ပြနေတာနဲ့ဘာမှမထူးအကျိုးကျေးဇူးကလုံးဝကိုမရှိတာပါကဲအရေးဒီအကြောင်းပြောပြီးပြီဆိုတော့နောက်တစ်ပိုင်းကိုတွားကြည့်ရအောင်အဲ့ဒါကတော့နေ့စဉ်ကားမောင်းမဲ့အလေးကျင့်တွေပါပဲကားကိုဂူရူစိုက်တယ်လို့ထင်ရပေမဲ့တကယ်တမ်းအင်ဂျင်ကိုဘယ်လိုထုတ်ခပေးနေလဲဆိုတာကြည့်လိုက်ကြစို့ဒါတော့တကယ့်ကိုတင်ကားပြားရဲ့မျက်နှာစာနှစ်ဖက်လိုပဲတစ်ဖက်ကအင်ဂျင်ပူအောင်ဆိုပြီးမနက်တိုင်းဆက်ကိုအချိုင်းနိုးထားတာနောက်တစ်ဖက်ကတော့ခဏခဏခီးတိုလေးတွေပဲမောင်းတာဒီနှစ်ခုကစန့်ကျင်ဘက်လို့ထင်ရပေမဲ့အင်ဂျင်ကိုပေးတဲ့တန်ကတော့အထူးတူပဲဗျဘယ်လိုဖြစ်လဲဆိုတော့စက်ကိုအကြာကြီးနိုးပြီးရထိုင် CPR ကနီးနေတော့ပဲအဲ့ဒီချိန်မှာတတ်တူအစိတ်ပိုင်းတွေပို့ပြီးပုံးစားခရီးတော်လေးတွေပဲခဏခဏမောင်းပြန်တော့လဲအင်ဂျင်ကသူ့ရဲ့အလွတ်လွတ်ရမယ်အကောင်းဆုံးအပူချိန်ကိုမယုံဘူးအဲ့ဒီခါမှာအင်ဂျင်ထဲမှာရေငွေတွေစုအနီလေးဖြစ်တန့်ချေးတက်လာတော့ red line ရဲ့ဒီဆွဲတာကကောအိုးဒါကအင်ဂျင်ကိုတန့်ရှင်းရေးလုံးနေတာလုံးဝမဟုတ်ဘူးနော်အင်ဂျင်ထက်က piston တို့ bearing တို့လို့အစိတ်ပိုင်းတွေကိုသူတို့ခန့်နိုင်တာချက်အများကြီးပေါ်တယ်ဖြစ်အားဖေးပြီးငင်စဲနေတာနဲ့အတူတူပါပဲဒါကြောင့်မှထားမှာကကားအင်ဂျင်တက်တန်းရှိဖို့ဆိုတာကိုယ့်ရဲ့ adrenaline ခံစားချက်နောက်ကိုလိုက်မောင်းတာထက်အင်ဂျင်နီယာတွေရဲ့ဒီဇိုင်းကိုယုံကြည်လိုက်နာတာကအများကြီးပိုရေးကြီးတယ်ကဲနောက်ဆုံးအပိုင်းကိုရောက်လာပါပြီဒါကတော့ပြုပြင်ထိန်းသိမ်းမှုနဲ့ပတ်သက်တဲ့အယူဆတွေပေါ့ဖြစ်မှာဖြစ်မယ်ဆိုတဲ့စိတ်သက်ကနေမဖြစ်ခင်ကြိုတင်ကာကွယ်မယ်ဆိုတဲ့အတွေးခေါ်ကိုပြောင်းလဲဖို့အချိန်တန်ပါပြီဘယ်လိုပြောင်းမလဲဆိုတာကြည့်အောင်ဒီစကားကိုထပ်ပြောပါစေအင်ဂျင်ကအတာမမီတိုင်းအကောင်းကြီးလို့လုံးဝမထင်လိုက်ပါနဲ့ဥပမာဒိုင်မင်ဘတ်ဂျိုလိုညစ်ခဲ့တဲ့အစိတ်ပိုင်းတွေကဘာတာမှမပေးပဲတိတိကလေးပုံစားသွားပြီးရုတ်တရက်ဖြောင်းကနေပြတ်သွားတဲ့အခါမှာပြဿနာကြီးကြီးတက်တာမျိုးပါဒါကတကယ်ကိုအန်တရီအကြီးဆုံးအယူအမှားတစ်ခုပဲ dashboard ပေါ်ကတတိပေးမီလင်းလာပြီဆိုတာပစ္စည်းမှုကတော်တော်လေးဖြစ်နေပြီဆိုတဲ့အဓိပ္ပာယ်ပဲအဲ့ဒီမီလင်းတာကိုစောင့်နေတယ်ဆိုတာအိမ်မီလောင်နေမှာမိကိုအချက်ပေးခေါင်းလောင်မီလာတာကိုစောင့်နေတာ ਨੇ ဘာမှမထူးဘူးဒါဆိုရင်ဘာလုပ်ရမလဲဖြည့်ရှင်းချက်ကတကယ်တော့ရိုးရှင်းပါတယ်ပထမဆုံးကားနဲ့ပါလာတဲ့လက်ဆွဲစာအုပ်ထဲကပြုတ်ထင်ထင်းမှုအချင်းစရာအတိုင်းလိုက်နာပါဒုတိယအရေးတွေဘတ်ချိုးတွေကိုကိုယ့်ဘာသာပုံမှန်စစ်စစ်အချင်းလုပ်ပါတတိယတတိဘေးမီလင်းလာရင်လုံးဝပေါ်မနှိပဲချက်ချင်းအရေးယူပါအနောက်ဆုံးအဖိုးပစ္စည်းလဲရမယ်ဆိုရင်အရေးထွေးကောင်းတဲ့ပစ္စည်းတွေကိုပဲတုံးပါဒီလိုလေးမြင်အောင်ကြည့်လိုက် OEM လို့ခေါ်တဲ့စေယုံထိုပစ္စည်းစစ်တွေကကိုကားအတွက်တီးတန့်တိုင်းပြီးချုပ်ထားတဲ့ဝတ်စုံလိုပဲအတိအကျအဝင်ခွင်ကျစွမ်းဆောင်ရည်အကောင်းဆုံး aftermarket ပစ္စည်းတွေကတော့အသင့်ချုပ်ဆိုင်ကအဝတ်တွေလိုပေါ့ဝလို့တော့ရတယ်အစင်ပြေခြင်းလဲပြေပါမယ်ဒါပေမဲ့ရေရှည်မှာတော့ဟိုအားချောင်တရကချက်နဲ့ပြဿနာတွေပြေးလာနိုင်တယ်ဒီလိုမျိုးအဘိုးအဘွားတွေလက်ထက်ကလေးကပြောလာကြပြီးမဲ့အခုခေတ်အင်ဂျင်နီယာနေပညာနဲ့အမဝင်တော့တဲ့အကြံဉာဏ်တွေကို garage folklore လို့ခေါ်ကြတယ်ဆိုလိုတာကကားကိုတောင်ဒီမှာဘာသာစကားနဲ့လက်ဆင့်ကမ်းလာတဲ့ဌာနရီပုံပြင်နေလို့ပဲသိပ္ပံနည်းကြအထောက်အထားခိုင်ခိုင်မာမာမရှိဘူးပေါ့ဗျာ
ဒါကြောင့်ဒီနေ့တော့အဓိကဖတ်သားသွားရမယ်စီးမြအသက်တာတော့ရှင်းရှင်းလေးပါပဲဟိုလူပြောဒီလူပြောအယူအမှားတွေကိုမယုံပါနဲ့ကားကိုဒီဇိုင်းထုတ်ခဲ့တဲ့ engineer တွေကိုပဲယုံကြည်ပါအမှန်တရားအားလုံးရဲ့ရင်းမြေကကိုကားနဲ့ပါလာတဲ့ပိုင်းရှင်လက်ဆွဲစောက်တယ်မှပဲရှိပါတယ်နောက်ဆုံးတော့ကားစီးရဲ့တက်တန့်ရှိခြင်းဆိုတာမှန်ကန်တဲ့ group ဆိုင်မှုနဲ့ပဲလာတာပါကဲအခုဒီမန်တရားကိုတီးသွားပြီဆိုတော့ကိုရံရောဘယ်ကားနဲ့ပတ်သက်တဲ့အယူအမှားကိုပထမဆုံးဆွန့်လွတ်ပြမလဲဆိုတော့ကိုပါတာကိုပြန်မေးကြည့်လိုက်ကြရအောင်ကိုရလေချင်းတွေကိုပြန်သုံးသပ်ပြီးကားကိုတကယ်လိုအပ်တဲ့ queue ဆက်မှုမျိုးပြလိုက်ကြစို့